ဒီကျင်းက signature ကျွန်တော်အမြဲတမ်းဒီကနေပြီးတော့ second shot ရိုက်လို့ရှိရင်အမြဲတမ်းဒုက္ခရောက်တဲ့နေရာမင်္ဂလာပါဒီနေ့ကျွန်တော်တို့ blog လေးပေါ့နော် YCTC ပွန်တီကွင်းမှာကျွန်တော်တို့ဒီနေ့ blog လေးအပျော် blog လေးကျွန်တော်ရဲ့ကျွန်တော်အယုံကဖွဲ့ရည်ကျွန်တော်ဆရာလေး okay par 5 second shot နော် who fight နေရညာပွင့်သွားပြီဥပဖဲဝေးရောက်သွားပြီပါ5ကို second shot ရိုက်လိုက်တာညာဘက်ကဟိုသူများဖဲဝေးလေးရောက်သွားပြီနော်ဒီပေါက်လေးတစ်ပေါက်ပဲရှိရယ်ဘောလုံးကဒီမှာဟိုးမှာပင်ဘယ်လိုတော့ရိုက်မလဲပေါက်ကကျင်းချင်းလေးအာယော7နော်ထွက်သွားတယ်ပြန်ကြတယ်ကွာထူးထူးဆန်းဆန်းနေပဲရိုက်နေတာအခုလည်းအပင်နှစ်ပင်ကြားပဲမလို့နော် hybrid နဲ့ထိုးကြည့်မှာဒီပင်နှစ်ပင်ကလာတိုက်ရင်တော့မတတ်နိုင်ဘာကကြပြီကဲဒါကတော့ကျွန်တော်ရဲ့ master shot အမြဲတမ်း chip pin တွေပြက်နေဒီမှာလည်းအခုဘယ်လိုနေမလဲတော့မသိဘူး par 5ကို၄ချက်ရိုက်ပေါ်အဲ့လိုတွေသွားတာဟာတွေ့လားဘူဂီဘက်တောင်မှမអွန်သေးဘူးဘူဂီရိုက်မှတော့မអွန်သေးဘူးချိန်နေအဲ့လိုတော့တော်ပြီဟာနည်းနည်းများပါတယ်နည်းနည်းများပါကဲဒါကျွန်တော်ဘာဒီပတ်ပါ Oh yesကဲဒီဟာတော့ဓာပါဖို့နော်ကျင်းနံပါတ်73မဒီဒီမြကနာပါဖို့ကျင်းနံပါတ်73ကဲပြန်ဝင်လာပါလေးပြေးပြီ try ကောင်းပါတယ် fight down ကိုတော့ကြိုးစား second shot ပါဖို့ second shot ကားသွားတယ်ဟေးနည်းနည်းဘန်ကာလားမသိဘူးဟုတ်လားဘန်ကာထင်တယ်နော်ညာလေးနည်းနည်းကားသွားတာကွာဒါနဲ့ရှင်လေးကွက်တီပဲနှုံးတဲ့ညာတီဦးတော့ကိုယ့်ဘက်ပါလာပြီမိုးရွာတော့မယ်ထင်တယ်ရတယ်ဘန်ကာကိုတော့ရက်အောင်မယ်ဒီနေ့ကျသိကောင်းတယ်ဘန်ကာတဲကူတဲမမဘန်ကာရမယ်နော်ရှောင်းရရှားကြဟောတော့ on သွားတယ်စိုးပါကိုပတ်ဗျာလမ်းကောင်းနေဘေကုံကတဲ့တချင်းတိုင်းထွက်သွားတယ်မဟုတ်ဘူးရှောက်ပြောနေတာတကြံမို့အဲ့ဘောလုံးမှန်လိုက်လို့ရတော့ဗျာရှောက်အတောက်လိုက်တော့မှာထိုးပြေးတာဗျာမရတော့မိုးအုံနေမျက်မှန်ချွတ်မှာရနော်ဒါရမျက်မှန်ယူထားတာ driver ရိုက်လို့မရတော့ဘူးနော်ဒါမှလည်းစော်လိုက်မြန်မထိုးတဲ့များတာဟေးတော်သေးတယ်အဖေနဲ့ပြန်တိုက်လို့သိလားတိုက်ဦးထင်တယ်တစ်ချက်တိုက်သွားတယ်ဟာလား driver မရအောင်တော့ဒီလောက်ဟိုထိပ်ဖျားရိုက်တာတော့မရဘူးဒါဒီဦးကမိုးရွာတော့မှဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့ blog လေးကိုဒီမှာပဲရန်နာလိုက်ပါတယ်မိုးကတကယ်ရွာတော့မှဖြစ်ပါတယ်ကင်မရာပိတ်မှရတော့မယ်โอเคရန်လာတယ် YCTC ကောက်ကွင်းပွန်တီဖြစ်ပါတယ်ဒီကျင်းက signature ကျွန်တော်အမြဲတမ်းဒီကနေပြီးတော့ second shot ရိုက်လို့ရှိရင်အမြဲတမ်းဒုက္ခရောက်တဲ့နေရာအဲ့နေရာနဲ့အခုကျွန်တော်52နဲ့ရိုက်မယ်100တိုင်းအတွင်းထဲမှာအားလုံးပေါင်းကျွန်တော်ထင်တယ် guide 80လောက်တော့ရှိပြီနော်ရိုက်ကြည့်မယ်နော် okay ခါကြရင်လည်းအဲ့အပင်တွေထိပြင်မပြုတ်ကြ
လွတ်ထားလွတ်လားဟောလားโอเคเอโปรနဲ့